သမီး ရှင်းမေ လုံမသားနေပြောတယ်ရှိလို့တတ်လား ဟုတ်ပြောလေမေ ညီစိတ်ကူးမလွှဲနဲ့နော် အမေကလေတနေ့ဒီဓာတ်ပြားဟောင်းကြီးပဲပြန်ဖွင့်တယ်သမီးစိတ်ညစ်လာပြီကြတော့ ဓာတ်ပြားအောင်ရမဖွင့်လို့မရဘူးကျုပ်တက်လုံးဒီလိုပုံစံမျိုးကြီးတော့မနေနိုင်ဘူး ဟာအမေသမီးထက်လည်းအသက်အများကြီးကြီးတယ်အသားလည်းမဲသေးတယ်သမီးမကြိုက်ဘူးမေရဲ့စိတ်ညစ်တယ် အသားလေးမဆိုတလောက်မဲပြီးအသက်ကလေးနည်းနည်းကြီးတာလွယ်သူ့မှာဘာဖြစ်ရှိလို့လဲဟမ်သူ့မှာလေတနေ့ကျုပ်တို့လေတပြားပြီးတပြားလာဖို့နေတနေ့တပြားပုံမှန်ပို့တာ အမေကြိုက်ရင်အမေယူလိုက်လေ ငါမကြိုက်လို့ပေါ့ငါ့ကိုကြိုက်ရင်ငါယူပြီးတာကြာပေါ့နော် မလျှော့ဘူးနော်စိတ်က လုံးဝမလျှော့ဘူး ဒီမဲ့အမေသူ့ပေးတဲ့အပြားတွေမတ်ရအောင်ကလေသမီးတို့မှလည်းအပြားတွေရှိတာပဲ ဟဲ့မတူဘူးသူပေးတဲ့အပြားကပိုကြီးတယ် ဟမ်အမေအပြားတော့ကြီးအောင်မလားအမေဟာကြီးဆိုနဲတိုင်းမဟုတ်ဘူး ဟဲ့မအေးဘာလို့ပြောနေရလဲသူပို့တဲ့ဆိုလာပြားတွေကကြီးတယ်ပြောတာနော်အခုဆိုချက်ငါတို့သားမိညဘက်ဆိုလို့ရှင်ဘလောက်အဆင်ပြေလိုက်လဲဆိုလာပြားတွေနဲ့ဟမ်ဘာတစ်ခုမှပူစရာမလိုညစိတ်ကူးမလဲစားမှနဲ့အေး စိတ်ပြက်လိုက်တာဟာပြောရင်ဆိုရင်စိတ်ပြက်တယ် အေးတာလာလေ လူသားလေးလေအမေကအသက်ကြီးရလေ ဟဲ့ဒီနေ့ညငါသားပဲလေတားလာဒီဘက်လာထိုင် ဒီကောင်းနော်မမီ အေးကောင်းတယ်တာထိုင်လေ မထိုင်တော့ပါဘူးဟိုစိတ်လေးအတွက်လေစကပူကပြန်လာလို့ဒါလေးကိုချီလေး ယူလိုက် ဟိုပါလေးဆရာဆရာမွေးပြီးသားဆိုတော့မလိုပါဘူးဆရာအနံ့ထင်းခဲ့နေလေကိုယ်မစွတ်လိုက်ပါ ဟဲ့ကိုယူဘလို့ပြောလိုက်တာလေယူလိုက်လေပေးရင် ရပါယူလိုက်ပါစီရနော် ဆရာ ဒီလူဟုတ်ကမှဘာလက်ဆောင်လေးပေးနေရလဲအမေဆိုအဲ့လက်ဆောင်ကငါရတင်တာလေဒီရွာမှာငါအလှဆုံးငါအချောဆုံးကိုစောင့်ကြည့်နေလိုက် Ever Trust Solar ပိုင်ရှင်ငါရအောင်ယူပြ ဆိုင်လာခဲ့မှာမဟုတ်လား ဟုတ်လားမဆရာ တခါလေးလိုက်ခဲ့မလား မလိုက်တော့ပါဘူးဆရာရေးလေးမချိုးရသေးဘူးဆိုတော့ဆရာသွားနေမှာနော်ဆရာ ပြီးရင်တော့လိုက်ခဲ့လေနော်မမီ တတာ တတာ Okay see you တာလေးမေဒီမခေါ်နဲ့လို့ဘာဖြစ်လို့လဲနေနေညငါသားပဲမဟုတ်ဘူးလား စိတ်ကြက်လက်တာမင်းနဲ့လေ ဖြစ်လို့လဲဟုတ်တော့ ရှင်းသားချိုးရမယ် သွားမြန်သွား တိုက်ကိုယူလိုက် မောင်ခေါ်တော့ပြားထူးနော်ဟမ်အောင်ကျော်ခေါ်မပြားမထူးနဲ့လွတ်တက်ငါကြီးနေမယ်မင်္ဂလာပါဆရာ အေးမင်္ဂလာပါကွာ အေးဆရာစီကိုကြည့်တဲ့အကြည့်တွေကဆရာအသားကြီးလိုပဲအရမ်းမှောင်နေနော် မောင်မောင်မဲမဲအဲ့ဒါငါလို့နော်ငါတော့စီနေပတ်တယ်တဲမဲမဲပဲမင်းအမှတ်တော့မင်းလောက်ဆရာတော့လို့ ဟုတ်ကဲ့ဆရာ စီလေး ရှင်းဆရာ ဒီဆရာရုံကလာခဲ့ ဟုတ်ဆရာဆွေကိုခေါ်လို့ စီ ဟုတ် ဆရာနဲ့မခေါ်ပါနဲ့နားထဲမှာတမျိုးကြီးပဲ အဲ့ဆိုဘယ်လိုခေါ်မှာလဲဆရာ ကိုကြီးလို့ခေါ်ပါ ဟုတ်ကဲ့ဦးလေး ဟာပုံလေကိုကြီးလေ အော်ကိုကြီး နောက်တစ်ခါတော့ထပ်ခေါ် ကိုကြီး ဒါပဲပေါ့စီဟိုဒါတဲ့စီဟိုမနေ့ကဟိုဒီတိုးဆိုင်ကိုလာဝယ်မဲ့ customer တွေလေ ဟုတ် အရစ်ကြကိစ္စအဲ့ဒါဟိုစာရေးစာနဲ့အချက်လက် အဲ့ ကိုပြည့်စုံ အကုန်ပြည့်စုံပါပြီဆရာဒီမှာ ကိုပြည့်စုံတယ်နော် ဟုတ်ကဲ့ပါ ဟုတ်ပြီဟုတ် ဟုတ် ဟုတ်တာပဲအော်တကယ်တွေးကြည့်တော့ဒီဆိုင်ကိုလာဝယ်တဲ့ customer တွေရဲ့ဘဝတွေကတော့စာရေးစာနဲ့မဟုတ်ဘူးအကုန်ပြည့်စုံတယ်တကယ်မပြည့်စုံတော့ဆရာဖြစ်နေတာ ဟင် တကယ်မပြည့်စုံတော့ဆရာဖြစ်နေတယ် ဆရာအရေးကြဝယ်ခြင်းလို့လားဘာဝင်လို့လဲ မိမ ဘလို့ အဲ့မပါဘူးဘာလို့ပြောနေရလဲစီရ ဟုတ် တော့ပဲကိုကြီးဆို အော်ကိုကြီး အေး sorry ပါဆရာကျင့်ပါနေလို့ပါကတော့ပါ ဟိုဟုတ်ပါဘူးဟိုမိမလေ မိမကိုရေးကြဝယ်လို့လား အမပါဘူးဘာလို့ရစ်ချဝယ်ရမှာလဲစီရဘာတွေပြောနေတာဒီမှာရောင်ပြီးကိုဖတ်ကုန်ပြီ ဟုတ် ကြောက်ပါမှာဒီတညင်မှာရှိတဲ့ solar inverter ဆိုတာနဲ့ Evertrust ဆိုတာကစားမာတွေအကုန်သိနော်စီလည်းသိမှာပါ ဟုတ်သိပါတယ်နာမည်ကြီးပါတယ် ဆရာကဘာပဲဖြစ်ဖြစ်ပြည့်စုံတာပေါ့နော်ဒါပေမဲ့လိုအပ်နေတာတစ်ခုတော့ရှိတယ်အဆွေသိမှာပါ သိတယ်ဆရာ ဘာလဲသိလား သိတယ် ဘာလဲ ဆရာဖုန်းကြီးဝယ်ရတော့မှာလေတိုက်ရွယ်တစ်ခုရအောင်လေ တော့ထွက်မှာနော် တာလူ ဟာမဟုတ်ဘူးလေဟိုတော့ပြောနေလို့ရှိရဟိုတကယ်လိုအပ်နေတာဆွေသိပါတယ်ဆွေသိတယ်ဆွေမကြ ဟုတ် အဓိကတော့ဆွေသဘောတူပဲရေးကြည့်တယ်
အော်ဆရာရဲ့ဆွေတို့နဲ့ဆရာနဲ့ဆိုတာကြတော့လေဟိုအစင်တန်းချင်းကွာပါတယ်အဲ့ဒါကြောင့်ဆွေကအားနာနေတာ အချစ်မှာအသက်အရွယ်လေးအဆင့်တန်းကြီးမရှိပါဘူးဆွေရဲ့ ဟော ။အဓိကဆွေသဘောတူဖို့ပဲ တူတာပေါ့ဆရာရဲ့ကို့အမေနဲ့ကို့ဆရာနဲ့မင်္ဂလာဆောင်ကြမှာပဲတူတာပေါ့လို့ပြောတာပေါ့ အဲ့လိုပဲဖြစ်ရမှာပေါ့။သမီးတို့မရတော့အမေကိုသိမ်းတာလေ ဟုတ်တယ်လေ ။ဟာမဟုတ်လေဘာလို့ပြောနေရလဲ ဟုတ်ဘူးလား ။ဘာလို့ရှုံးနေတာလဲသမီး အော်အဲ့လေလာတာတင်တယ်အော်ခဏလေးတော့ဆရာကက်စတမာလာလို့တွားလိုက်ပါဦးမယ် ။ဆွေအဲ့ချင်အောင်ဆောင်လဲလို့တော်တော်နှုတ်ခက်တာပဲ အလင်းရောင်းလာနေတဲ့ကက်စတမာလေးငါတို့ရက်ွက်ထဲမှာလည်းမတည့်ဘူးနော်အနေမဲရောက်လိုက် ဟောအေး ပြီးတော့လေသူကလေအကြံရှိရဒီကိုလာတာသူကဒီပိုင်ရှင်ဖြစ်ချင်နေတာဆရာကိုလာပြီးတော့မှဝိုက်တာ အော်အေးအေး နေမရောက်နေနော်လာနေမင်္ဂလာပါ လေးနော်မောင်မင်္ဂလာပါလို့မောင်ပြောနေရမဖပြန်ပြောလိုက်ရမလဲအာဟုတ်ပြီမင်္ဂလာပါ ဟုတ်ကဲ့ဟုတ်ဘာများလိုရလဲခင်ဗျာ ဒီ Evertrust ကရတဲ့ပစ္စည်းလေးအကြောင်းလေးနည်းမပါရှင်းပြပေးပါလား ဟုတ်ကျွန်တော်တို့ Evertrust မှာဆိုလို့ရှိရင် solar inverter battery နဲ့ electronic ပစ္စည်းတွေအဆုံးရှိပါတယ်ခင်ဗျာ မောင်ကြားလားရှင်းပြနေအောင်အော်ဟုတ်တယ်အရှင်းပြနေတဲ့ကောင်လေးကမောင်ကိုကြည့်ရဲ့အကြည့်အမယိုးတောင်းဟုတ်တယ်အဲ့ဒါဆိုရင်တရားပစ္စည်းတွေအမကန်ချက်ကောရှိရဲ့လား ဟုတ်ကဲ့အာမခံခြင်းရှိပါတယ်ဟုတ် နေရောမင်းမပြောနဲ့ तू ကတရားဝင်နေလား ဟုတ်ပါတယ် ဝင်နေဆိုရင်သူ့ကိုရှင်းပြခိုင်းတစ်ချက် နေရှင်းပြတဲ့ ဟုတ်ကဲ့ကျမတို့ Evertrust ကပစ္စည်းတွေအားလုံးကအာမခံချက်ပေးပါပေးပါတယ်ရှင် Evertrust ကပစ္စည်းတွေအားလုံးကလည်းဈေးနှုန်းတင့်တင့်မှန်ကန်တာကိုအာမခံပါတယ်နောက်တစ်ခုကျမတို့က one stop service ဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်တိုင်ရာရောက်တက်ဆင်ပေးတဲ့အထိကိုတာဝန်အပြည့်အဝယူပေးပါတယ်အမ ခုမှန်ကြားတဲ့အတိုင်းပဲအဲ့ဆိုရင်တော့ယူလိုက်ရတော့မလားအမခက်ချက်လည်းရှိရဆိုတော့လေဟုတ်တယ်ဟုတ်တယ် အမအသက်ငယ်လေရလားဟဲ့စိတ်ပူလိုက်တာတော်တော်ရေးသွားလိုက်လေ ဟုတ်ဘူးဒါငါစတိုင်လေ ဟဲ့လား ဟုတ်တယ်စတိုင် တတိယလာနေပြီတတိယလာနေပြီ နင်တို့နဲ့မပြောတော့တထိန်နဲ့ပဲပြောတော့ကိုကြီး ။အော်ညီမလေးဘာများအလိုရှိလို့ ဒီဆိုင်ကဟာရအကောင်လုံးလို့ကျင်တာ အကုန်လုံး ဟုတ် ဘာတွေယူပါလဲ ရတဲ့ဟာဒီပေါ့ ။ဟိုဒီဆိုလာတွေ inverter တွေ battery တွေအကုန်လုံး ဟုတ်တယ်ဟုတ်တယ် ရပါတယ်အစစ်ပြောင်းလုပ်ပေးပါမယ် ကိုကြီးနဲ့ပဲအဆင်ပြေကျင်တာ ။ညာ အော်မဟုတ်လေကိုကြီးကလည်းဒီတန်လီမှာနေတယ်ဆို ဟုတ်တယ် ဖာလည်းတန်လီမှာပဲနေရ ဟဲ့လား အဲ့တော့မိတ်ဖြစ်စီပြီးအိမ်ကိုတရက်လောက်လာစားပါလား အားစားမယ် အော်ထမင်းကိုပြောတာပါကိုကြီးရဲ့ဟိုတချို့အစားအစာတွေကြတော့လေမတန်ဘူးကိုကြီးအစားမဆိုးလို့ပါအိမ်ကိုလာစားတော့အဝကျွေးမယ်ထမင်းကိုပြောတာ ဟုတ်ပါပြီအဲကြုံဝင်ခဲ့မယ်လေအဲ့တော့ညီမလေးဖုန်းနံပါတ်လေးကိုကြီးကိုပေးထားလေ ရတာပေါ့ကိုကြီးရဲ့ လေ ရတယ် ငါမင်းကိုတိုင်ပင်စရာတစ်ခုရှိတယ် ဘာများလဲဆရာ တခြားမဟုတ်ဘူးမင်းလည်းရိပ်မိတင်တယ်လို့ရိပ်မိပါပါငါစီဝါရေးလူမှုရေးဘာရေးညာရေးအကုန်အဆင်ပြေပြီးတော့ဒီအချီရေးမှာငါနည်းနည်းကန့်ခေနေတယ်ပေါ့ ဆရာရဲ့ဘာများလဲလို့ဆရာဆွေဆိုတာလေဆရာလက်ခုပ်တည်းကရေပါဗျဆရာမှောက်ချင်မှောက်တွန်းချင်တွန်းလို့ရတယ်ဘာတွေခက်ခဲနေရလဲ အခုကမှောက်ချင်လို့လည်းမရဘူးတုံချင်လို့လည်းမရဘူးငါ့ကိုအရင်နဲ့ပြန်ပက်နေတာ ဆရာရဲ့အဲ့ဒါများနီလန်းကောင်းတွေရှိပါတယ်တပည့်ပြောပြပေး အာရောအဲ့လိုကြီးဖြစ်ပါမလား ဟာဆရာရဲ့ယောက်ျားတွေဗျာနည်းနည်းတော့တက်တက်ဝေးရမှာဗောဗျနောက်ကျရင်ဆရာမဆရာဖြစ်သွားမှာနော် အေးမင်းကြံဆိုးပဲ တမေ ရှင်းမေ သားလေးကသူ့အိမ်ခဏလာခဲ့ဦးနဲ့သမီးကို ဟာမေဘလို့သားလေးလေသားလေးမခေါ်စမ်းမနဲ့အဲ့လူကြီးကိုနားကလောတယ်နားကိုအမြင်နဲ့မဒိတ်ချက်နေတယ်လို့ပဲ ဟဲ့သားလေးလို့ခေါ်မှာပေါ့ညီးနဲ့ညာရင်ကြောက်သားလေ အမေနဲ့ညတော့အမေလင်းဖြစ်မှာ ဟဲ့ညီမအေးအောင်နော်စော်ကားဖို့မစင်စားနဲ့သွားအခုသွားဟိုမှာအိမ်ကိုခေါ်နေရခဏလာခဲ့ဦးနဲ့ ဟာဒီနေ့ရုံးပိတ်ရကြီးလေဘာလို့သွားရမှာလဲသူ့အိမ်ကိုမသွားချင်ပါဘူး ညီကိုအလုပ်ကိစ္စပြောမလို့တဲ့ကြောက်ကိုပြောတယ် ဟမ်အလုပ်ကိစ္စကိုအလုပ်မှပြောလေဘာလို့အိမ်ကိုခေါ်တာလဲ ဟဲ့အလုပ်မပြောလို့ရှိရင်ရုံးကလူတွေတိတ်ကုန်မှာပေါ့မသိစေစလို့မျိုးရာဘူးတိုးပြီးလို့လားမသိဘူးသွားလိုက်စမ်းပါအေးညီခါတာလေးတော့ခေါင်းမတုံးလား ဟာအမေရဲ့ရာယူလည်းမတိုးချင်သွားလည်းမသွားချင်အမေကိုရဲဆက်ရှုပ်တာပဲ ဟ
ညီတော်ဟွန်းနေရာကျလဲလို့ရရင်လဲပလိုက်ချင်တယ်တော့ အာဖွင့်လိုက်ပါ ဆရာကြီးမယ်နော် စီတတ်တိုင်းဆို အမေကပြောတာဆရာခေါ်တယ်ဆိုလို့ရှိရင် ဟုတ်တယ် ဆရာတယောက်တည်းလား ဘယ်ကြောက် ပါ လဲ မလားလို့ ဆရာကိုတိတ်ခါနဲ့ကိုနေတာဆွေရဲ့ ဟုတ် လေးရှိတယ် အလင်းရှိရလားဆရာ ရှိတာဗောဆွေရဲ့ အော်ဟုတ် ဟို ဆွေကိုခေါ်တဲ့ကိစ္စက တခြားတော့မဟုတ်ပါဘူးဆွေရဲ့ဟိုဆွေလည်းရိပ်မိသေးတယ်လို့ရိပ်မိပါပါနော်ကိုကြီးဆွေပေါ်ဘယ်လောက်ထိစိတ်ဝင်စားတဲ့တောင်းစီရှိရဆိုဆွေသိမှာပါနော် ဟုတ် အဲ့တော့ပြီးတော့ဆွေရဲ့ဒီကုမ္ပဏီမှာလုပ်တဲ့ကိုင်းနဲ့အရေးချင်းတွေလည်းကိုကြီးသိထားတယ်လေ ဟုတ်ကဲ့ နော်အဲ့တော့ဆွေကိုကိုကြီးရဲ့ secretary ဖြစ်ထားတယ်အဲ့ဒါရောဆွေလက်ခံမလား ဟုတ်ကဲ့လာကပို့တိုးရင်တော့အဆင်ပြေတာပေါ့ အားတိုးပေးမှာဗော ဟုတ်ပါ ဆွေ ဆရာ ရဲ့ ကျေးဇူးတင်ပါတယ် နောက်တစ်ခုကဟိုကိုကြီးချက်ချက်နဲ့ပဲဟိုဆွေကိုကြီးပြောချင်တယ် ဟုတ်ဆရာ ကိုကြီးကအရွယ်ရောက်ပြီလေ ဟုတ်ကဲ့ ဟုတ်တယ်ဗလား ဟုတ်တယ် ရွယ်ရောက်နေမဟုတ် over ဖြစ်နေပြီ ဟုတ်တယ် အဲ့တော့ ဟိုကနီးနေပြီ နီးနေမဟုတ်လေ ဟော ဘာလို့နီးတာလဲဆွေလွတ်ပြန်ပြီ ကြောက်ပါစမ်း ဟိုကလေအဲ့တော့ကိုကြီးကအရွယ်လွန်နေပြီလေ ဟုတ်ကဲ့ ရွယ်လွန်နေဆိုတော့ဘာပဲပြောဟိုခေါ်မလဲဘဝမှာလက်တွဲပေါ်ကလိုပြီလေ ဟုတ်တာပေါ့ အဲ့တော့ တကားကောက်နေတယ် ဟောလေတကားခောက်နေတယ်တဲ့စဉ်းစားပြီးတော့ကိုကြီးဟုတ်ဆိုတော့ စိနင်းမမူးလေးနေလို့လေငါညို့လိုက်ဆန်နေရနင်းဒီမှာမလုပ်နေရတော့ ဆရာအမေမူးလဲလို့တဲ့ အဲ့ဒါဆွေဒုပါရှိတယ်ပြောတော့ကိုကြီးဘာမှအမနာနဲ့ဖုန်းလေးပါဆက်အောင် တော်တော်ပါ တော်တော်မြင်တော့ ဟာစီလိုင်းကိစ္စ ဟောလိုင်းကိစ္စကတော့ကိုကြီးကိုတွေ့ကျင်လို့ပေါ့ရှင်းရှင်းလေးပဲဟာ ဟာ ကိုကြီးကဖအိမ်မမလာတာအဲ့တော့ကိုကြီးအိမ်ဖာလာတာပေါ့ မဟုတ်သေးဘူးလေဖာရဲ့ ဘာမှမပြောနဲ့အောင်ကိုကြီးဖာအခုရမ်းမောနေရကော်ဖီရှိလား ရှိ ကော်ဖီရှိရင်ကော်ဖီမတောက်ချင် တယ်မတော့ချင်ဘူး အေးတောက်ချင်တယ် ရတယ်လုပ်ပေးမယ်ကဲအလေးအောက်ကအေးဆိုင်မှာအေးလေးသွားပေးလိုက်တော့ ဟုတ် ကဲ ကဲ့ တော့မြန်တော့စိတ်မကြနဲ့နော် ဟုတ်ကဲ့ဆရာ အေး ကိုကြီး ပြော သူလည်းမရှိတော့ဘူးဆိုတော့ကိုကြီးနဲ့ဖာနေရတယ် ဟာဘာဖြစ်လဲ ကိုကြီးရဲချင်ရဲလို့ရတယ်နော် ဟင် ငါပြန်ချင်နေဆိုလေပြန်လို့ရတယ် မင်းဘာဖြစ်ချင်နေတာလဲ ငါနဲ့တူတူပြန်တန်းချင်နေတာ ဟာအဲ့လိုပြောတော့ မရတော့ကို ဟာ ကြီး မလုပ်နဲ့လေအဲ့လိုမလုပ်တာကိုကြီးမကြိုက်ဘူး ကိုကြီးတော့မရဘူး ဟာအဲ့လိုမလုပ်နဲ့ကွာ ကိုကြီးမကြိုက်ဘူးအလေးလုံးပါငါတက်ကြီးမခေါ်ပြတော့မယ်ဟာငါမကဲတော့လေအလေး Evertrust Electric Gas Supply ကုမ္ပဏီဟာဆိုလို့ရှိရင် Solar Battery Inverter တွေကို One Stop Service အပီးစီတက်ဆင်ပြီး Electrical ပစ္စည်းအစုံကိုပါတနေရာထဲမှာရရှိနိုင်တဲ့နေရာလေးဖြစ်ပါတယ်ရှင်။အဲဒါကြောင့် Solar Battery Inverter နဲ့ပတ်သက်လာလို့ရှိရင် Evertrust ကိုပထမဦးစွာတတိယလိုက်ပါ